ပရိသတ်တွေပထမဆုံးချင်းလေးတစ်ပုဒ်အနေနဲ့ပြန်လည်ပြီးတော့တည်ဆိုထားတဲ့ရောသူတို့ရွာဆက်ချင်းလေးပြောပြပေးကြပါရရှင်။နောက်မှချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ရောသူတို့ရွာနားဆင်ပေးပါဘုံပြတိစုခုချစ်ခိုင်းစင်ရမို့လုံမလေးတော့ပြသူမေးရိုက်ပါတော့ဟောမောင်မိုင်းမာလေးရှိရှိကဘူးတဲ့လေကြောင်ရလို့ပူပြပါဝဲကိုလေးမနေတဲ့ပြီမို့လာလာလေးလက်ခင်ပါတော့မောင်တို့ချာနေချစ်တော်ရမြေဘုံပြတိစုခုချစ်ခိုင်းစင်ရမို့လုံမလေးတော့ပြမေးရိုက်ပါတော့ဟောမောင်မိုင်းမာလေးရှိရှိကဘူးတဲ့လေကြောင်ရလို့ပူပြပါဝဲကိုလေးမနေတဲ့ပြီမို့လာလာလေးလက်ခင်ပါတော့မောင်တို့ချာနေချစ်တော်ရမြေမောင်တို့ရမခွေပါဝါရီပေါ်တယ်မိချနောင်းလေးချင်မင်းတွေမချီဝါပြီးပေါ်ပါတယ်မောင်တို့ရမခွေပါဝါရီပေါ်ပါတယ်မိချနောင်းလေးချင်မင်းတွေမချီဝါပြီးပေါ်ပါတယ်ဗျမိပင်ကြီးချောရဲ့ရောချင်မင်းပေါချစ်တဲ့လေးကိုလာစင်စီနေတာနေခြင်းမိပင်ကြီးချောရဲ့အော်ရောချင်မင်းပေါချစ်တဲ့လေးကိုလာစင်စီနေတာနေခြင်းမိအေးအေးဒီမှာချွေးရစီလို့ပိန်အင်းကြီးမှာချွေးရစီလို့ကြောက်ဖန်ငါပေါ်ရောသူတို့ရွာလိုက်ခဲ့ပါလားကွယ်ချစ်တဲ့ဒီမခွဲလေးပင်မရင်လေမောင်ရင်မအပန်းကြီးလိုက်ခဲ့ပါလားကွယ်ချစ်တဲ့ဒီမခွဲလေးပင်မရင်လေမောင်ရင်မအပန်းကြီးသွားပြီလားဒီယူရရမောင်ချစ်မှာပါလေဘုံရတိစုခုချစ်ခိုင်းစင်ရမို့လုံမလေးတော့ပြသူမေးရိုက်ပါတော့ဟောမောင်မိုင်းမာလေးရှိရှိကဘူးတဲ့တွေကြောင်ရလို့ပူပြပါဝဲကိုလေးမနေတဲ့ပြီမို့လာလာလေးလက်ခဲ့ပါတော့မောင်တို့ချာနေချစ်တော်ရမြေမောင်တို့ရမခွေပါဝါရီပေါ်တယ်မိချနောင်းလေးချင်မင်းတွေမချီဝါပြီးပေါ်ပါတယ်မောင်တို့ရမခွေပါဝါရီပေါ်ပါတယ်မိချနောင်းလေးချင်မင်းတွေမချီဝါပြီးပေါ်ပါတယ်မိပင်ကြီးချရဲ့ရောချင်မင်း